လက်ကလေးတို့ဥတည်ပြီးတော့တက်နေတဲ့လမ်းကြောင်းထီယိုလမ်းကြောင်းလို့လည်းခေါ်ပါတယ်အဲ့ဒီထီယိုလမ်းကြောင်းကန်လမ်းကြောင်းလို့ခေါ်တဲ့လမ်းကြောင်းရဲ့ဘေးနားလေးမှာမြင့်ပြင်တဖွေဘေးနားကနေပြီးတော့ပါနေတဲ့အရန်ကန်လမ်းကြောင်းလို့ခေါ်ပါတယ်ဒီလိုမျိုးပါလာလို့ရှိရင်အရန်ကောင်းပါတယ်စီဝါအောက်ကြကြီးကြီးမားမားဖွံ့ဖြိုးတိုးတက်အောင်မြင်မဲ့လုပ်ငန်းနှစ်ခုတစ်ပြိုင်တည်းလုပ်ပြီးတော့အောင်မြင်မဲ့ထီပေါက်မယ်ဆိုတဲ့ဟာမျိုးကိုတွေ့ရပါတယ်ထီစုပ်သိန်း300ကျော်ပေါက်တဲ့လူတရားလက္ခဏာမှာလည်းဒီလိုလက္ခဏာအမှတ်အတမ်းမျိုးတွေ့ရပါတယ်ကျန်တဲ့အမှတ်အတမ်းမျိုးမပါပဲဒီလိုမျိုးဖြစ်ပေါ်နေတဲ့အချိန်မှာပဲစီဝါအောက်ကြအများအပြားတိုးတက်လာတဲ့အိုက်မဲထုတွေမဲပြီးတော့ဒီသိန်း300ကျော်ပါတယ်ဆိုတဲ့လက္ခဏာအမှတ်အတမ်းမျိုးမှာဒါမျိုးတွေ့ရပါတယ်။ကာလကြောင့်ရဲ့ဘေးနားလေးမှာရှင်းပြပြီးတော့တက်နေတဲ့လမ်းကြောင်းပေါ့နော်ဒါထိပါစေနိုင်တဲ့လက္ခဏာအမှတ်အတမ်းမျိုးပဲဖြစ်ပါတယ်။နောက်ထပ်ဒီလိုမျိုးကာလကြောင့်ကနေပြီးတော့ခွေးထွက်နေတဲ့အောင်မြင်ရေးလမ်းကြောင်းလေးပါနေမယ်။ဒီအပိုက်ရှာတော့ရလာလို့ရှိရင်ထိပါမယ်ဆိုတာမျိုးကိုဖော်ပြပါတယ်။စီဝါအောက်ကြများစွာဖွံ့ဖြိုးတိုးတက်အောင်မြင်ပြီးတော့မှတန်တရားကနေပြီးတော့တွန်းပို့လိုက်တဲ့လက္ခဏာအမှတ်အတမ်းမျိုးပဲဖြစ်ပါတယ်။ဒီကာလကြောင့်ကနေပြီးတော့ဒီဘက်တော့ခွေးထွက်လာတဲ့လမ်းကြောင်းတာတာပတိကျော်ကုန်တော့ဥတည်ပြီးတော့တက်လာတဲ့လက်ညှိုးတော့ဥတည်ပြီးတော့တက်လာတဲ့လမ်းကြောင်းပါနေခဲလို့ရှိရင်လည်းဒါထိပါပါတယ်။ဒါငွေကြေးဂုံဒရစီဝါအောက်စာအထူးသဖြင့်ဂုံဒရကိုများစွာပေးပါတယ်။နိုင်ငံရေးသမားတွေမှာပါလို့ရှိရင်တော့ဒါကြီးကြီးမားမားအောင်မြင်တဲ့ဂုံအိုးစာတက်ကမတွေကိုရရှိတဲ့လက္ခဏာအမှန်ဒါထိပါတယ်ဆိုလို့ရှိရင်ကြီးကြီးမားမားထိပါပြီးတော့မှအိုးစာတက်ကမတစ်ထက်ချင်းမြတ်တဲ့သွားတဲ့လက္ခဏာအမှန်ဒါမျိုးပဲဖြစ်ပါတယ်။